ခြေတော့သုံးချောင်းနဲ့မွေးလာတဲ့သနာစရာနွားပေါက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားဟာကောင်းတာလုပ်ရင်ကောင်းတာခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတာခံစားရမယ်ဒီနွားလေးကလည်းရှေးဘဝသူမကောင်းတာတစ်ခုခုလုပ်ခဲ့လို့ဒါဒီဘဝမှာသုံးချောင်းနဲ့ပါလာတာပဲဖြစ်ပါတယ်ဘာပဲပြောပြောဘုရားဘာသာမြန်မာလူမျိုးတို့ရဲ့ထုံးစံတိုင်းသနာကျင်လာတဲ့စိတ်ကတော့လူတိုင်းရှိကြပါတယ်ဒါကြောင့်မို့မကောင်းတာလုပ်ရင်မကောင်းတာခံရမယ်ကောင်းတာလုပ်ရင်ကောင်းတာဆန်းမယ်ဒါကြောင့်မို့ကျွန်တော်တို့ယနေ့ခေတ်မှာချမ်းသာတယ်စင်စင်ရဲနေရတယ်ဆိုတာရှိဖို့အခုလိုပေါင်းမှုတွေနေခဲ့လို့လားဖြစ်တယ်လို့ပဲမှတ်ယူရမှာပဲဖြစ်ပါတယ်။တောင်းဝင်ကရကြပါပဲဗျာ။